BNYD ဒီနာမည်ကိုအခုနောက်ပိုင်းခဏခဏကြားနေရတယ်နော်ကမ္ဘာရက်စစ်ကလောကကိုတရှိန်ထိုးသိမ်းပိုက်သွားတဲ့ဒီကုမ္ပဏီရဲ့အောင်မြင်မှုနောက်ွယ်မှာတကယ်တော့ဇလန်နှစ်ပုတ်ပြိုင်လို့ရှိနေပါတယ်တစ်ပုတ်ကတော့ထူးချွန်ပြောင်မြောက်တဲ့ဉာဏ်ပညာနဲ့ထိထွင်းစမ်းသစ်မှုဇလန်ပေါ့နောက်တစ်ပုတ်ကကြတော့နိုင်ငံတော်ရဲ့ကြောထောက်နောက်ခံအပြည့်ရဲ့တိစောက်ထားတဲ့မမျှတတဲ့အားတာချက်ဒီအကြောင်းဇလန်ပါကဲဒီဇလန်နှစ်ခုဘယ်လိုကွဲပြားနေလဲဆိုတာအတူတူကြည့်လိုက်ကြအောင်ခဏလောက်စဉ်းစားကြည့်ပါရာစုနှစ်တစ်ခုလုံးနီးပါးပဲကမ္ဘာကားလောကကိုဂျာမနီဂျပန်နီအမေရိကန်နီပဲလွှမ်းမိုးခဲ့တာ Mercedes တို့ Toyota တို့ Ford တို့လိုနာမည်ကြီးတွေပေါ့သူတို့ရဲ့ empire ကတော်တော်ကိုခိုင်မာခဲ့ပြီးသူတို့ကိုဘယ်သူမှလာမထိနိုင်ဘူးဘယ်သူမှလာမရှိနိုင်ဘူးလို့အားလုံးကထင်နေကြတာပါဒါပေမဲ့လေအဲ့ဒီနှစ်တီလာလောက်ခိုင်မာခဲ့တဲ့ empire ကြီးကမျက်စိတမိတ်အတွင်းမှာပဲပြိုလဲကျမလို့ဖြစ်သွားခဲ့တယ်3နှစ်ပဲရှိသေးတယ်အဲ့ဒီအချိန်တိုလေးအတွင်းမှာကာလောကတစ်ခုလုံးကတကယ့်ကိုတွေးချောင်းစီးသွားခဲ့တာကဲဒီကနန်းတွေကပြောပြပါလိမ့်မယ် Mercedes မြတ်ငွေ28ရာခိုင်နှုန်းထိုးကျသွားတယ်၄ပုံတပုံကျော်တော့နော် Porsche ကပိုဆိုသေးတယ်တစ်နှစ်သေးနဲ့အမြတ်92ရာခိုင်နှုန်းပျောက်သွားလား Stellantis ဆိုရင်ဒေါ်လာ26ဘီလီယံအရှုံးပေါ်ပြီး Volkswagen ကဝန်ထမ်း1000အထိရှော့ချဖို့ကြေညာခဲ့ရတယ်ဒီလိုကမ္ဘာထိပ်သီးကုမ္ပဏီကြီးတွေအတုံးယုံလဲပလို့သွားစေတဲ့ဒီအဖြစ်ဖြစ်တဲ့အားလုံးရဲ့နောက်ွယ်ကနာမည်တစ်ခုကတော့ BYD ပါပဲလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကပေါ့ Elon Musk ကို TV မှာမေးကြတယ် BYD နဲ့ပတ်သက်ပြီးဘလို့ထင်လဲဆိုတော့သူကဟတိတ်ပြီးရေးခဲ့တာသူတို့ကောက်မြုံဘူးလို့လားဆိုပြီးတော့လေအဲ့ဒီလိုလောင်ပြောင်ခံခဲ့တဲ့ကုမ္ပဏီကအခုနော် Tesla ကိုရိုင်းကိုကြော်တက်ပြီးကမ္ဘာ EV ရောင်းအားများဆုံးဖြစ်သွားပြီဆိုတော့မေးခွန်းကဒါပဲဘက်ထရီကုမ္ပဏီလေးတစ်ခုကနေဒီအထိဘလို့များရောက်လာခဲ့တာလဲကဲပထမဆုံးအနေနဲ့သူတို့ရဲ့တရားဝင်ဇာတ်လမ်းကိုရင်နားထောင်ကြည့်ကြရအောင်ဒါက Harvard မှာတောင် case study လိုရတဲ့ဇာတ်လမ်းမျိုးနော် battery engineer တယောက်ကနေကမ္ဘာကားလောကကိုဘယ်လိုများချုပ်ကင်သွားလဲဆိုတာပေါ့ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့တီထောင်ထူဝမ်ချွမ်ဖူပါ1995မှာသူ့ဘာလုပ်ခဲ့လဲဆိုတော့ဆွေမျိုးရစီကဒေါ်လာ4000လောက်ချီပြီး battery အလုံးယုံလေးတစ်ခုထောင်ခဲ့တယ်နောက်တော့ Nokia ကို Motorola ကို battery တွေသွင်းရင်းနဲ့အလုပ်တွေအဆင်ပြေလာတော့ဒါပေမဲ့2003မှာသူလုံးလိုက်တဲ့အလုပ်ကတော့လူတိုင်းကိုဟင်းခနဲ့ဖြစ်သွားစေခဲ့တယ်။ဘာလဲဆိုတော့ဒေဝါလီခံတည်တဲ့ကားစရုံအစုပ်တက်ယုံကိုတွားဝယ်လိုက်တာ။လူတွေကတော့သူ့ကိုအယူလို့ပဲဖြိုးကြတာပေါ့။ဒါပေမဲ့သူကအနာဂတ်ကိုကြိုမြင်ခဲ့တာ။ကားတစ်စီးရဲ့အသက်ကအင်ဂျင်မဟုတ်တော့ဘူးဘက်ထရီဖြစ်လာတော့မယ်ဆိုတာကိုလေ။သူ့အောင်မြင်မှုကကံကောင်းလို့မဟုတ်ဘူး။တကယ့်ကိုညင်ကြီးတဲ့ဆုံးဖြတ်ချက်ကြီး၃ခုကြောင့်ပါ။ပထမဆုံးအချက်အေးအားလုံးကိုကိုလိုက်ထုတ်တယ်။ဘက်ထရီချစ်ပြားကားရှိမှန်အကုန်လုံးကိုကိုယ်စက်ယုံထဲမှာပဲထုတ်လိုက်တော့ဈေးကဘယ်သူမှလိုက်မမိနိုင်အောင်ချိုးသွားတာပေါ့ဒုတိယအချက်သူကတရုတ်ဈေးကွက်ကိုကောင်းကောင်းနားလဲတယ်အဲ့ဒီချိန်ကလူတွေက EV အပြည့်အစုံကိုစိတ်မဝင်စားသေးဘူးဓာတ်ဆီရောမီးအားပါတုံးလို့ရတဲ့ hybrid ကားတွေကိုပဲလိုချင်နေတာအဲ့ဒါကိုသူကကွက်တိထိုးဖောက်ခဲ့တယ်နောက်ဆုံးတတိယအချက်ကတော့သူ့ရဲ့ masterpiece လို့ပြောရမယ် Blade Battery ပါပဲဈေးကလည်းတက်တာလုံခြုံမှုကလည်းပို့ရွှေတက်တန်းကလည်းပို့ရွှေဆိုတော့ဒါကတကယ့်ကို game changer ဖြစ်သွားတာပဲဆိုတော့ဒီနီးဖြိုဟာတွေဘလောက်တောင်အလုပ်ဖြစ်သွားလဲဆိုရင်မမီတီလာအစားက BYD ကိုဟာတိုက်ရေးခဲ့တဲ့ Tesla လေးအဲ့ဒီ Tesla ကိုယ်တိုင်ကသူတို့အတွက်အရေးကြီးဆုံးဖြစ်တဲ့ battery ကို BYD စီကနေပြောင်းဝဲထုံးရတဲ့အထိပဲကိုပြိုင်ဘက်ကကိုစီကပစ္စည်းပြောင်းဝဲထုံးပြီးဆိုကြတဲ့ကဓာတ်တဲ့ပူကြီးတဲ့အောင်မြင်မှုသက်သေမရှိတော့ဘူးလေကဲဒါကတော့လူတီများတဲ့အားကျစရာကောင်းတဲ့ဇလန်းတစ်ပုတ်ပေါ့ဒါပေမဲ့ဇလန်းတိုင်းမှာမြင်နေရတဲ့ဘက်အပြင်မမြင်ရတဲ့နောက်တစ်ဖက်ဆိုတာရှိတတ်တယ်မို့လား BYD ရဲ့အောင်မြင်မှုကတကယ်ပဲသူ့ရဲ့ဉာဏ်ပညာတစ်ခုတည်းကြောင့်ပဲလားဒါမှမဟုတ် Harvard ရဲ့စာအုပ်တွေထဲမှာမရေးထားတဲ့ကခြားဇလန်းတစ်ပုတ်ရှိနေသေးလားတကယ်တော့လေအစောက်ကကြားခဲ့ရတဲ့ဇလန်းကဇလန်းအပြည့်စုံမဟုတ်သေးဘူးအမှန်တရားနဲ့နည်းနည်းလေးတောင်မနီးစပ်သေးပါဘူးဒီကနန်းကိုကြည့်လိုက်ပါဒေါ်လာ4.3ဘီလီယံဒါကပါလဲဆိုတော့2015ကနေ2020အဲ့ဒီ9နှစ်အတွင်းမှာ BYD ကတရုတ်အစိုးရစီကနေတိုက်ရိုက်ရခဲ့လေထောက်ပံ့ခွေပါဒီပမာဏကဘယ်လောက်တောင်များသလဲဆိုရင် Volkswagen တို့ Toyota တို့လိုကုမ္ပဏီကြီးတွေရဲ့ဒုတေသနအတွက်တစ်နှစ်လုံးသုံးတဲ့ဘတ်ဂျက်နီးပါပဲပြီးတော့အဲ့ဒီအကူအညီကငွေသားတစ်ခုတည်းတည်းမဟုတ်ဘူးနော်စက်ယုံတစ်ဆက်မလားမြေနေရအလကားရတယ်နိုင်ငံပိုင်ဘဏ်နေစီကအတိုးလုံးဝမပေးရတဲ့ချင်းငွေတွေလိုတလောက်ရတယ် R&D လုပ်ချင်လားအခွန်ကင်းလွတ်ခွင့်အပြည့်အဝပေးထားတယ်ထားတင်မယ်ကမလားမြို့တွေကဘတ်စကားတွေတက္ကစီတွေအားလုံး BYD ကားတွေပဲသုံးရမယ်လို့အစိုးရကအမိန့်ထုတ်ပေးထားသေးတယ်အဆုံးစွန်ဒီပြောရရင်ကားဝယ်တဲ့ပြည်သူတွေကိုတော့အစိုးရကပိုက်ဆံထောက်ပံ့ပေးခဲ့တာဆိုတော့ပြဿနာရဲ့အရင်းငယ်က BYD ကညံကောင်းတာမြင်တာတခုတည်းမဟုတ်တော့ဘူး
တကယ်ပြဿနာက BYD ဟာကုမ္ပဏီတစ်ခုတည်းမဟုတ်တော့ပဲ Made in China 2025ဆိုတဲ့တရုတ်အစိုးရရဲ့နိုင်ငံတော်အဆင့်မဟာပြုံလျားကြီးတစ်ခုရဲ့လက်နက်ဖြစ်နေတာပဲရှင်းရှင်းပြောရရင်ဂျာမနီက Volkswagen က BYD ဆိုတဲ့ကုမ္ပဏီနဲ့ပြိုင်နေတာမဟုတ်ဘူးတရုတ်နိုင်ငံတော်ကြီးတစ်ခုလုံးနဲ့ရင်ဆိုင်တိုက်နေရတာ အပြင်မန်းမှာတော့နိုင်ငံတော်ရဲ့ကြောထောင်းနောက်ခံနေဆိုတော့အေးရရခိုင်မာနေတဲ့အပဲဒါပေမဲ့အဲ့ဒီအုံမြေထဲမှာအကြောင်းကြီးစပြီးပေါ်လာနေပြီဆိုတဲ့အရင်ရောင်တွေလည်းတွေ့လာရပြီ ဥပမာတစ်ခုကြည့်ရအောင် GMT Research ဆိုတဲ့အဖွဲ့ကဘာပြောလဲဆိုတော့ BYD တရားဝင်ထုတ်ပြန်ထားတဲ့အကျွေးက UN 40 ဘီလီယံနဲ့ဒါမဲ့သူတို့ဖုန်းဝယ်ထားတဲ့အကျွေးကအဲ့ဒီထက်8ဆလောက်များရဲ့ UN 323ဘီလီယံအထိရှင်းနိုင်တယ်တဲ့ အဲ့ကောမေးစရာရှိတာကဒီလောက်များတဲ့အကျွေးတွေဘယ်ကရောက်လာတာလဲအဖြေကသူတို့ရဲ့ supplier တွေစီမှာပဲပုံမှန်ဆိုရင်ကားကုမ္ပဏီတွေကပစ္စည်းရပြီးရက်50 60အတွင်းပိုက်ဆံရှင်းပေးရတယ် BYD ကတော့ပြန်ညရနေရ85ရက်6လလောက်ကြာမှငွေရှင်းတာပြောရရင်သူတို့ရဲ့ပစ္စည်းပေးသွင်းသူတွေကိုအတိုးမပေးရတဲ့ဘဏ်ကြီးတစ်ခုလိုအလကားသုံးနေတာပဲ နောက်ထပ်ထူးဆန်းတဲ့ကိစ္စတစ်ခုရှိသေးတယ်အဲ့ဒါက zero mileage used cars တဲ့ဘာကိုပြောတာလဲဆိုတော့လက်ခုံလို့ရောင်းအားတာကမပြည့်တော့ဘူးဆိုရင်အယောင်ပြက်ခန်းကြီးကကားအသစ်ဆက်ဆက်တီကိုကုမ္ပဏီတူးတဲ့နာမည်ခံပြီးကိုပါတော့ကိုပြောင်းဝဲလိုက်တာပြီးကမှတစ်ဖက်ရကားဆိုပြီးဈေးချရောင်းတယ်စာရဲနဲ့မှာတော့ရောင်းအားတက်တွက်လောက်ပေါ့ဒါပေမဲ့တကယ်တော့ဒါတွေကအယောင်တူးတယ် go sales တွေပဲလေ ဒီလိုနဲ့ပဲပြဿနာတွေကစုပုံလာတော့တာပဲစတီယာရင်ချူရင်လို့မီးလောင်နိုင်ကြီးရှိလို့ဆိုပြီးကားတွေအများကြီးပြန်သိမ်းရတယ်ဆိုရှယ်မီဒီယာပေါ်မှာလည်းကားကွာလက်ဒီမကောင်းဘူးဆိုတဲ့ complaint တွေထောင်နဲ့ချီနေပြီးဘရာဇီးမှာဆိုခြေကျွန်းစနစ်လိုပဲဆိုပြီးအလုသမားအခွင့်အရေးနဲ့တရားစွဲခံထားရသေးတယ်အစိုးဆုံးကတော့2025မှာအမျက်ငွေ19%ကျသွားသလို2026အစမှာဆိုကမ္ဘာရောင်အား43%အထိထိုးကျသွားတာပဲအခြေအနေကဘလောက်တောင်ဆိုးလာလဲဆိုရင်ဘန်ဒါရဲ့လက်လာသုံးသက်သူတွေက BYD အကြောင်းပြောတဲ့အခါ Evergrande ဆိုတဲ့နာမည်ကိုတောင်သုံးလာကြပြီဟိုတစ်ခါကတရုတ်နိုင်ငံကိုကမ္ဘာပတ်ချလေသွားစေခဲ့တဲ့အင်ချမ်မီကုမ္ပဏီကြီးပြိုလဲသွားတယ်လို့မျိုး BYD လည်းအဲ့ဒီလမ်းကိုလိုက်သွားနိုင်တယ်လို့တတိပေးနေကြတာပဲ ကဲဒီတော့ BYD ရဲ့အတက်ကြဇာလန်းကတကယ်ကိုစိတ်ဝင်စားစရာပဲဒါပေမဲ့ဒီမှာတကယ်အရေးကြီးတဲ့ချက်က BYD ဆိုတဲ့ကုမ္ပဏီတစ်ခုအကြောင်းတော့မဟုတ်တော့ဘူးအဲ့ဒီနောက်ကွယ်ကပိုကြီးတဲ့ကစားကွက်တစ်ခုအကြောင်းပဲ ကဲတော့လေ BYD ကနောက်ဆုံးမပြိုလဲသွားမလားဒါမှမဟုတ်ဒီဟာစုရဲ့ Toyota အသစ်ဖြစ်လာမလားဆိုတာဒါအရေးမကြီးတဲ့လောက်ပါပဲ ပိုကြီးတဲ့ဇာလန်းကအဲ့ဒီကစားကွက်ကိုအတိုင်းပဲနိုင်ငံတို့ရဲ့အင်အားအပြည့်အဝကိုသုံးပြီးကမ္ဘာဈေးကွက်တစ်ခုကိုတင်ပိုက်လိုက်တဲ့ဒီနီးဖြူဟာပေကျင်းကဒီနီးဖြူကိုပဲတခြားစက်မှုလုပ်ငန်းတွေမှာထပ်ပြီးအသုံးချနေပြီ ဒါကဘာကိုပြောနေတာလဲဆိုတော့စီးမင်းတွေပြောင်းသွားပြီတဲ့အခုဒီကစားပွဲကိုအကောင်းဆုံးကစားနေတဲ့လူတွေကရင်ကလူ Detroit မှာမဟုတ်တော့ဘူး Stuttgart မှာမဟုတ်တော့ဘူး Tokyo မှာလည်းမဟုတ်တော့ဘူးဒီကစားဝတ်ကကားလောကမှာတော့အောင်မြင်သွားပြီအခုမေးရမယ့်မေးခွန်းကနောက်တစ်ခုကဘယ်စမှုလောကန်ချင်မလဲ